အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ KFU Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာကတော့မြန်မာသမိုင်းမှာအလွန်ထင်ရှားတဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပဲဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့မြန်မာနိုင်ငံလွတ်လပ်ရေးတိုင်းပြည်အတွက်ကိုကြိုးစွန့်လို့မှုတိုင်းသားစလုံးညီညွတ်ရေးနဲ့ခေါင်းဆောင်မှုဆိုတဲ့အကြောင်းအရာတွေကိုတပြိုင်နက်တည်းသတိရမိကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဗိုလ်ချုပ်အောင်ဆန်းကိုသမိုင်းဝင်စာအုပ်ထဲကပုဂ္ဂိုလ်တဦးအဖြစ်ပဲမကြည့်ပဲဘာကြောင့်လူငယ်တွေကဗိုလ်ချုပ်အောင်ဆန်းကိုအားကျတင်တာလဲသူ့ဘဝတွေကဘလို့စိတ်ဓာတ်တွေကိုဒီနေ့ခေတ်မှာကျွန်တော်တို့ယူဆောင်အသုံးချနိုင်မလဲဆိုတာတွေကိုအဓိကထားပြီးပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးရိုးရိုးသားသားနဲ့မကြောက်မရွံ့တဲ့လူငယ်တယောက်ဗိုလ်ချုပ်အောင်ဆန်းရဲ့လူငယ်ဘဝကိုပြန်ကြည့်မယ်ဆိုရင်သူဟာအစကတည်းကအာဏာရှိတဲ့သူချမ်းသာတဲ့သူထင်ရှားကြော်ကြားတဲ့မိသားစုကလာတဲ့သူမဟုတ်ပါဘူးသူဟာသားမဲ့လူငယ်တယောက်အဖြစ်နဲ့စတင်ခဲ့တာပါဒါပေမဲ့သူ့မှာထူးခြားတာတစ်ခုရှိပါတယ်အဲ့ဒါကတော့မတရားတာကိုမတရားဘူးလို့ပြောရတဲ့တတိဖြစ်ပါတယ်ကျောင်းသားဘဝကတည်းကအမျိုးသားရေးနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လာပြီးနိုင်ငံရဲ့အနာဂတ်ကိုစဉ်းစားခဲ့ပါတယ်ဒီအချက်ကဒီနေ့ခေတ်လူငယ်တွေအတွက်အလွန်အားကျစရာကောင်းပါတယ်အသက်ငယ်တဲ့ဆိုတာအရေးကြီးတဲ့ကိစ္စတွေကိုမစဉ်းစားနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးလူငယ်တယောက်ဟာလဲကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ပတ်ဝန်းကျင်အတွက်ဘာလို့ပေးနိုင်မလဲဆိုတာစဉ်းစားနိုင်ပါတယ်ဒုတိယစာဖတ်ခြင်းနဲ့အသိပညာကိုတန်ဖိုးထားသူဗိုလ်ချုပ်အောင်ဆန်းရဲ့အားကျဖွယ်ကောင်းတဲ့အချက်တစ်ခုကတော့သူဟာစာဖတ်ခြင်းလေ့လာခြင်းနဲ့အတွေ့အခေါ်ကိုတန်ဖိုးထားတဲ့သူဖြစ်ပါတယ်နိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်ဖို့အတွက်တတိတစ်ခုတည်းနဲ့မလုံလောက်ပါဘူးအခြေအနေကိုနားလည်ရမယ်သမိုင်းကိုလေ့လာရမယ်နိုင်ငံတကာအခြေအနေကိုသိရမယ်လူတွေရဲ့စိတ်နေစိတ်ထားကိုနားလည်ရမယ်ဗိုလ်ချုပ်အောင်ဆန်းဟာဒီလိုအသိပညာနဲ့လက်တွေ့နိုင်ငံရေးကိုပေါင်းစပ်ပြီးလှုပ်ရှားခဲ့သူတဦးဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ခေတ်လူငယ်တွေအနေနဲ့ဗိုလ်ချုပ်အောင်ဆန်းကိုအားကြမယ်ဆိုရင်ပုံတူဆွဲထားတာနာမည်ကိုချီးကျူးတာထက်သူရဲ့လေးလာသိယူလိုစိတ်ကိုပို့ပြီးအားကြတင်ပါတယ်တတိယအချက်ကတော့အခက်ခဲကြားကဆုံးဖြတ်ချက်ချနိုင်တဲ့တတိလွတ်လပ်ရေးရဖို့ဆိုတာလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူးဗိုလ်ချုပ်အောင်ဆန်းဟာနိုင်ငံရဲ့အခြေအနေတွေအလွန်ရှုပ်ထွေးနေတဲ့အချိန်မှာလှုပ်ရှားခဲ့ရပါတယ်အင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားတွေပြည်တွင်းနိုင်ငံရဲ့အခြေအနေတွေတိုင်းရင်းသားတွေရဲ့မတူညီတဲ့အမြင်တွေကြားမှာဆုံးဖြတ်ချက်တွေချမှတ်ခဲ့ရပါတယ်ဒီလိုအခြေအနေမျိုးမှာခေါင်းဆောင်တရားအတွက်အရေးကြီးဆုံးအရာကကြောက်လို့နောက်ဆုတ်သွားခြင်းမဟုတ်ပဲအခြေအနေကိုသင်္ချာစဉ်းစားပြီးဆုံးဖြတ်နိုင်ခြင်းဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘဝမှာဒီလိုဆုံးဖြတ်ချက်တွေအများကြီးတွေ့ရပါတယ်စရဒအချက်ကတော့မတူညီသူတွေနဲ့ပူးပေါင်းနိုင်တဲ့နိုင်ငံရေးအမြင်ဗိုလ်ချုပ်အောင်ဆန်းကိုပြောတဲ့အခါမမေ့တဲ့အချက်ကတော့တိုင်းရင်းသားစလုံးညီညွတ်ရေးဖြစ်ပါတယ်1948ခုနှစ်ပင်လုံစာချုပ်ဟာမြန်မာလွတ်လပ်ရေးသမိုင်းမှာအရေးကြီးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်ရှမ်းကချင်ချင်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပူးပေါင်းဆွေးနွေးပြီးအနာဂတ်ပြည်အောင်စုအတွက်သဘောတူညီချက်ရရှိအောင်ကြိုးပမ်းခဲ့ကြပါတယ်ဒီအချက်ကနေသင်ခန်းစာတစ်ခုရနိုင်ပါတယ်လူတိုင်းကကိုယ့်လိုပဲတွေးနေမယ်ဆိုတာမရှိပါဘူးအမြင်မတူတဲ့သူတွေနဲ့လည်းစကားပြောရပါတယ်နားထောင်ရပါတယ်အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရပါတယ်နိုင်ငံတကာတည်ဆောက်ဖို့ဆိုတာလူတစ်ယောက်တည်းနဲ့မဖြစ်နိုင်ပါဘူးလူအများပူးပေါင်းဖို့လိုပါတယ်ပြင်စမအချက်အနေနဲ့ကတော့ကိုချိုးထက်တိုင်းပြည်ချိုးကိုရှေ့တန်းတင်ခဲ့သူဗိုလ်ချုပ်အောင်ဆန်းရဲ့ဘဝကိုပြန်ကြည့်တဲ့အခါအထူးသဖြင့်ထင်ရှားတာကကိုချိုးဆွလို့မှုပါလွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့တဲ့ကာလတစ်လျှောက်အခက်အခဲတွေအန္တရာယ်တွေကိုရင်ဆိုင်ခဲ့ရပါတယ်သူ့ဘဝဟာတာယာတဲ့ဘဝမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်အတွက်ဘာရမလဲဆိုတာထက်တိုင်းပြည်အတွက်ဘာလို့ပေးနိုင်မလဲဆိုတဲ့အတွေးကပိုပြီးအရေးပါခဲ့ပါတယ်ဒီနေ့မှာဗိုလ်ချုပ်အောင်ဆန်းစီကနေသင်ယူနိုင်တဲ့သင်ခန်းစာကအလွန်ရိုးရှင်းပါတယ်အောင်မြင်မှုဆိုတာကိုတယောက်တည်းအမြင့်တက်သွားတာမဟုတ်ပါဘူးကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက်အကျိုးရှိအောင်လုပ်ပေးနိုင်တာလဲအောင်မြင်မှုတစ်မျိုးပါပဲဆရမအချက်နေတဲ့ကတော့အသက်တိုပေမဲ့သမိုင်းမှာအလွန်ရှည်လျားတဲ့အမွေအနှစ်တစ်ခုချန်ထားခဲ့သူဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းဟာ1915ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာမွေးဖွားခဲ့ပြီး1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာလုပ်ကြံခံခဲ့ရပါတယ်အသက်အပြင်32နှစ်ပဲရှိပါသေးတယ်ဒီအချက်ကိုစဉ်းစားကြည့်ပါအသက်32နှစ်ဆိုတာယနေ့ခေတ်လူငယ်တယောက်ရဲ့ဘဝအစာပိုင်းလို့တော့ပြောလို့ရပါတယ်ဒါပေမဲ့အသက်32နှစ်အတွင်းမှာသူဟာမြန်မာလွတ်လပ်ရေးလှုပ်ရှားမှုရဲ့အရေးကြီးဆုံးခေါင်းဆောင်တွေထဲကတဦးဖြစ်လာခဲ့ပါတယ်ဒါကြောင့်လူတယောက်ရဲ့တန်ဖိုးကိုအသက်ဘလောက်ရှိရှိနေပဲတန်းတာ
ဟုတ်ပါဘူးဘဝမှာဘလောက်အကျိုးရှိအောင်နေထိုင်ခဲ့တယ်လဲဆိုတာကပိုပြီးအရေးကြီးပါတယ်ဒီနေ့လူငယ်တွေအတွက်ဗိုလ်ချုပ်အောင်ဆန်းရဲ့သင်ခန်းစာ၅ချက်ပထမရဲရင်ပါအခက်ခဲတွေကြုံရတဲ့အခါကြောက်တာဟာသဘာဝပါဒါပေမဲ့ကြောက်နေရင်းနဲ့အမှန်ကန်တာကိုလိုရဲဖို့လိုပါတယ်ဒုတိယကတော့လေ့လာပါစာဖတ်ပါသမိုင်းလေ့လာပါမတူညီတဲ့အမြင်တွေကိုနားထောင်ပါအသိပညာမရှိဘဲဆုံးဖြတ်ချက်ကြီးတွေချမှတ်ဖို့ခက်ခဲပါတယ်တတိယအချက်ကတော့စီလုံးပါအမြင်မတူတာနဲ့ရန်သူဖြစ်သွားဖို့မလိုပါဘူးမတူညီတဲ့သူတွေနဲ့ဆွေးနွေးနိုင်ခြင်းဟာလည်းခေါင်းဆောင်မှုတစ်မျိုးပါစတုတ္ထအချက်ကတော့ကိုကျိုးထက်အများအကျိုးကိုစဉ်းစားပါတယောက်ထက်အောင်မြင်ဖို့ထက်ကိုအကြောင်းကိုကြောင့်တခြားသူတွေအတွက်အကျိုးရှိလာအောင်ကြိုးစားပါပြစ္စမအချက်ကတော့အချိန်ကိုတန်ဖိုးထားပါဘုရားအောင်ဆန်းရဲ့ဘဝကကျွန်တော်တို့ကိုသတိပေးနေတယ်လို့ပါပဲလူတယောက်ရဲ့ဘဝဟာဘလောက်အသက်ရှင်မလဲဆိုတာမသိနိုင်ပါဘူးဒါပေမဲ့ရှိနေတဲ့အချိန်အတွင်းဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုတော့ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်နေကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဘုရားအောင်ဆန်းကိုဂုဏ်ယူတယ်ဆိုတာသူ့ရဲ့နာမည်ကိုပြောရုံနဲ့မပြီးပါဘူးသူ့ရဲ့တတ္တိကိုအားကြရမယ်သူ့ရဲ့လေးလာသင်လူစိတ်ကိုအားကြရမယ်သူ့ရဲ့ခေါင်းဆောင်မှုကိုလေးလာရမယ်တိုင်းပြည်အတွက်ကိုကျိုးဆွံ့ခဲ့တဲ့စိတ်ဓာတ်ကိုနားလည်ရမယ်အထူးသဖြင့်မတူညီတဲ့လူတွေအကြားစိတ်လုံးညီညွတ်မှုကိုတိဆောက်ဖို့ကြိုးစားခဲ့တဲ့အမွေအနှစ်ကိုမမေ့သင့်ပါဘူးဘုရားအောင်ဆန်းရဲ့ဘဝဟာတူတောင်းခဲ့ပေမဲ့သူ့ဘဝကပေးခဲ့တဲ့သင်ခန်းစာတွေကတော့ယနေ့ထိရှင်သန်နေသေးပါနောက်ဆုံးအနေနဲ့ပြောချင်တာကလူတစ်ယောက်ရဲ့ဘဝတန်ဖိုးဟာသူဘလောက်ကြာကြာအသက်ရှင်ခဲ့တယ်လဲဆိုတာနဲ့မတိုင်းတာပဲလူဘဝကိုဘာအတွက်အသုံးချခဲ့တယ်လဲဆိုတာနဲ့တိုင်းတာရပါတယ်ဒီလိုအားကြောင့်ဖွယ်စိတ်ဝင်စားဖွယ်တမန်အကြောင်းအရာတွေကိုဆက်လက်နားထောင်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ KB Channel လေးကို Subscribe လုပ်သားပြီးဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်